Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မကတော့ဘူဒီအာလူဟင်းလေးချက်ထားတာနဲ့ဗီဒီယိုလေးတစ်ခါလာခဲ့ပါပြီရှင်ဒါကတော့ကျွန်မရဲ့ပါဝင်ပစ္စည်းလေးတွေပေါ့နော်ကျွန်မကဘာတွေတုံးထားလဲဆိုဘူဒီတုံးထားတဲ့အာလူရဲ့ပဇွန်6လေးတွေတုံးထားပါတော့ကျွန်မကကျတော့ရှူထဲမှာမင်းသီးထည့်တယ်မင်းသီးလေးတွေမဲလာပြီဆိုတာနဲ့ဂျီရာထည့်တယ်ဂျီရာလေးလည်းနည်းနည်းလေးရှူအောင်လေးတောင်းလိုက်ပြီဆိုရင်ကျွတ်သွနီထည့်တယ်ကျွတ်သွနီလေးထည့်ပြီးနည်းနည်းလေးအယောင်လေးတွေနှွမ်းသွားပြီဆိုတာနဲ့ဆနွင်းထည့်လိုက်တယ်ပေါ့နော်ဆနွင်းထည့်လို့ဆနွင်းအယောင်လေးကအကုန်လုံးအနှံ့ပြောက်သွားပြီဆိုတာနဲ့အာလူလေးထည့်တယ်အာလူလေးတွေထည့်ပြီးလို့ရှိရင်နည်းနည်းလေးကြော်ပြီးမှပေါ့နော်ပဇွန်6လေးတွေကိုထည့်ပြီးကြော်တယ်ပေါ့နော်ပဇွန်6လေးတွေကြော်နေတဲ့အချိန်ကြော်လို့နည်းနည်းလေးအယောင်လေးတွေတန်းရွှေရောင်လေးတွေတန်းလာပြီဆိုတာနဲ့ဟိုခန်းကျင်သီးတွေထည့်ပြီးမှပြန်ခန်းကျင်သီးလေးနည်းနည်းကြော်တယ်ပေါ့နော်ခန်းချင်သီးတွေရပြီကြက်ပြီဆိုတာနဲ့ဘူးသီးလေးတွေထည့်ဘူးသီးတွေထည့်ပြီးဘူးသီးကိုလည်းဟိုဘက်တစ်ဖက်လန်လို့ရပြီပြီးသွားပြီဆိုတာနဲ့ခုနထောင်ထားတဲ့ဂျင်းကျက်သွန်ဖြူလေးထည့်မယ်နော်ဂျင်းကျက်သွန်ဖြူလေးထည့်ပြီးဆိုရအောင်ဒီမုံငယ်ငယ်ထည့်မယ်ဘာလို့ဆိုတော့ကျမရဲ့မှာကလေးရှေ့ဆိုရအောင်ဒီမုံလည်းအများကြီးမထည့်မြုပ်တီလည်းမထည့်ဘူးပေါ့နော်ချင်းချွတ်ဖြူလေးလည်းအနက်နဲ့လည်းပျောက်သွားတာနဲ့ရေနှဲငယ်ထည့်ပြီးမှသူကအစာနှဲငယ်ထည့်တယ်ဒီမှာစာနှဲငယ်ထည့်ပြီးရင်နနမုတ်ထည့်တယ်ပေါ့နော်ဒါနနမုတ်တစ်စုံလောက်တုံထားတယ်ပေါ့နော်ဒါပြင်ကြီးတာမုတ်ကတော့ဇုံဝက်တုံထားတယ်အတူကိုအဲ့လိုမျိုးလေးမွေပြီးလို့ရှိရင်ရှူအိုပိတ်ပြီးမှချက်ဖို့တင်လိုက်တော့မယ်ပေါ့နော်ဟင်းတည်လိုက်ပြီပေါ့နော်ဒါကကျမရဲ့ရှူအိုးထဲမှာထည့်ပြီးချက်လိုက်တယ်ချက်သွားပြီးရှူနှစ်ခါလောက်မိပြီဆိုတာနဲ့ချက်သွားပြီပေါ့နော်သူကကျမကဓမျိုးပုံစံနဲ့လှုပ်စားတယ်ပေါ့နော်အဲ့ဒါပြီးရင်ချက်သွားတာနဲ့နည်းနည်းပင်လေးထည့်ပြီးအုပ်လိုက်တယ်ပေါ့နော်ဒီကမှာတသက်လို့စားခြင်းကျွန်တော်ပဇွန်မထည့်ရဘူးပေါ့နော်ကျမကျတော့ဒီနေ့ပဇွန်နဲ့စားကြတာမလို့ဘူဒီအာလူပဇွန်လှုပ်ပြီးစားတာပေါ့နော်တသက်လို့ကျတော့လေဒါမျိုးပဲချက်စားလို့ရပါတယ်ဒါကကျမရဲ့ဟင်းရတော့ ready ဖြစ်သွားပြီပေါ့နော်ဒီဟင်းကြီးကလည်းလောက်ရတာလည်းလွယ်ကူပြီးမှမြန်လဲမြန်ဆန်ပါတယ်စားလို့လည်းအရင်နဲ့အရသာရှိတယ်ပေါ့နော်ဒါကျတော့ကျမစားဖို့အတွက်သမင်းပြင်ဆင်ထားပြီးဟင်းအငယ်လေးထည့်ပြီးမှ ready လုပ်လိုက်ပါပြီရှင်ဒါတော့ခုကျမစားတော့မယ်ပေါ့နော်သမင်းစားတော့မယ်ဆိုတော့သမင်းစားလာတဲ့အချိန်အရသာတော့အသေးရှိတယ်ပေါ့နော်ပဇွန်လေးထည့်တဲ့အချိန်ကျတော့ပိုပြီးစားကောင်းသွားတာပေါ့နော်တတ်လွတ်မယ်ဆိုတော့ပဇွန်ထည့်ကြမလို့ပါဘူးရှင်ဒါမျိုးလေးလောက်စားကြည့်ပါအောင်ရှင်စားရတာရအရသာရှိတယ်ပေါ့နော်စားရတာရအရသာရှိတယ် bye bye see you in next video